ဒီနေ့တော့ကျမတို့ကဒီ English စကားလုံးတော်တော်များများမှာဆိုတဲ့အတန်ကြားတဲ့အခါကျမတို့က CK အတန်လား K ရဲ့အတန်လားဆိုတာကိုတစ်ချက်ဘယ်လိုစဉ်းစားမလဲဆိုတာကို knowledge sharing လုပ်ပေးပါမယ်။အဲ့တော့စကားလုံးတွေမှာကျမတို့ဒီအကြောင်းကိုပြောမယ်ဆိုရင် syllable ဆိုတဲ့ဘက်ကိုတစ်ချက်ပြန်ပြီးတော့လှည့်ရပါမယ်။ syllable ဆိုတာကကျမတို့ကစကားလုံးတွေမှာအတန်အရေးအတွက်ကိုကျမတို့ပြောတာပါအတန်အတွက်ကိုပဲပြောချင်တာပေါ့နော်။အဲ့တော့ဒီမှာဆိုရင်ကျမတို့in one syllable words the end with အဲ့တော့ကျမတို့ one syllable words ပေါ့နော်အတန်အတွက်တတန်နဲ့ပါတယ်ကျမတို့ဒီစကားလုံးတွေမှာခနဲ့အဆုံးနဲ့ဆိုလို့ရှိရင် if there is a short vowel sound before အဲ့တော့ဒီခဆိုတဲ့အတန်ကိုမကြားခင်ကျမတို့က short vowel sound a o စသဖြင့်ပေါ့နော် a e i o u ရဲ့ short sound ကိုကျမတို့ကြားခဲ့မယ်ဆိုရင်ဆိုတဲ့ ck ကိုရေးရမှာဖြစ်ပါတယ်အဲ့တော့ if there is a long vowel sound or consonant before အဲ့တော့ဆိုတဲ့အတန်မကြားငယ်ကျမတို့ long vowel sound တို့ပို့ကျမတို့ consonant တွေရဲ့အတန်ကြားခဲ့မယ်ဆိုရင်တော့ k ကိုရေးရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်ကျမကတစ်ချက်ပြမယ်ပေါ့နော်ကလေးတွေကိုကျမရှင်းတဲ့အခါကျရင်ကျမဒီပုံလေးနဲ့ပြောပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် a sound လေးက a နော် e က i က e o က o u က a ဆိုတဲ့အတန်ရှိပါတယ်အဲ့တော့အဲ့ဒီအတန်လေးတွေကကျမတို့ဆိုပြီးသူ့နောက်မှာလာကတ်တော့မယ်ဆိုရင် letter k တစ်လုံးနဲ့ကိုကတ်မယ်ဆိုရင်သူတို့ကလက်မခံပါဘူးလို့ပြောပါတယ်ကျမကဘေးနားမှာဒီလိုအယုတ်ကလေးတွေထည့်ထားပေးပါတယ်အဲ့တော့ဒီအယုတ်ကလေးတွေဒီ letter k ကိုသူတို့လုံးဝမကြိုးကြိုးပန်းနဲ့ကြောက်လန့်နေတဲ့ပုံစံမျိုးပါအဲ့ဒီအချိန်မှာဘသူရဲ့အကူအညီကိုယူရလဲဆိုရင် letter c ရဲ့အကူအညီကိုယူရပါတယ်အဲ့တော့ရဲ့နောက်မှာလာမယ်ဆိုရင်တတန်နဲ့လာအောင်မလားတတရဲ့မိမိရဲ့အတန်ဆိုရင်ပေါ့နော် letter k တစ်လုံးနဲ့လာအောင်မလားမလာတော့ဘူးဘသူပါမလာရမှာတဲ့လေ letter c ပါမလာရမှာအဲ့ကလေးကိုကျမတို့ကဒီလိုပြောရပါတယ်အဲ့တော့ a ဆိုတဲ့အတန်ကြရင်ရော egg ဆိုပါစို့အဲ့တော့အဲ့ဒီအတန်မတိုင်ခင် a ဆိုတဲ့အတန်ရှိနေတဲ့အတွက်အနောက်ကဒီကျမတို့ k ဖြစ်မလား ck ဖြစ်မလား letter k တစ်လုံးနဲ့လာလို့ရရဲ့လားဟုတ်ပြီနော်ကျမတို့အင်္ဂလိပ်စာထဲမှာနောက်ဆုံးမှာဆိုတဲ့အတန်ကြားလို့ရှိရင်ကျမတို့ဒီ ck လား k လားဆိုပြီးနောက်ဆုံးမှာကျတော့နှစ်တန်ရှိတာဆိုတော့ကလေးကိုဒီလိုမျိုးတင်ပေးရပါတယ်အဲ့တော့ egg ဆိုလို့ရှိရင်လည်း ck တွဲရမယ်ဆိုတာကိုသူတို့ကိုသိအောင်ဒီပုံစံလေးနဲ့ပြောပြရပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် a e i o u a e e o a ဆိုတဲ့အတန်လေးဒီဆိုတဲ့ k တစ်လုံးနဲ့ကပ်မှာကိုသူတို့ကလုံးဝလက်မခံဘူးသူတို့ကဆိုတဲ့ k တစ်လုံးနဲ့ကိုကြောက်တယ် letter c လေးရဲ့အကူအညီပါပါတာသူတို့ကဆိုတဲ့ ck အတွဲလေးကိုကတ်ခွင့်ပြုပါတယ်ဆိုပြီးတော့ခလေးကိုဒီလိုလေးပုံပြင်လေးနဲ့ပေါ့နော်တင်ပေးပါတယ်ခလေးလည်းမှတ်ရတာလွယ်အောင်ပေါ့အဲ့တော့ဒီမှာသူတို့ကိုနမူနာဒီလိုလေးပေးပါတယ်အဲ့တော့ဒီမှာဆိုရင်သူတို့ကိုဒါကျွန်မက fill in the blank ပေါ့နော်အဲ့တော့ filling လောက်ခိုင်းတဲ့သဘောပေါ့ cake အဲ့တော့အနောက်မှာ egg cake ဖြစ်တဲ့အတွက် ck လား k လားစသဖြင့်နောက်တစ်ခါ orc log ဆိုတော့ k လား ck လား arc truck เคละซีเคละ pack ဆိုတော့ k ละ ck ละ egg peg ဆိုတော့ဒါက ck ละ k ละဆိုပြီးတော့ဒီလိုမျိုးကလေးတွေကိုမေးပါတယ်ပြီးတော့ဒီမှာဒီလိုလေးဖြည့်တိုက်ပေးရပါတော့ cake lock truck pack peg နောက်တစ်ခု ink pink ဒီမှာဆိုရင်ဆိုတဲ့အတန်မတိုင်ခင်မှာ before မှာ consonant sound ဖြစ်နေပါတယ်ဆိုတဲ့အတန်ဖြစ်နေတဲ့အတွက်ဒီနေရာမှာ k ဖြစ်မလား ck ဖြစ်မလားဆိုပြီးတော့နောက်ထပ်တစ်ချက်ထပ်ပြီးတော့ဖြည့်ခိုင်းပါတယ်ဒီမှာဆိုရင် bark ဒီ r control vowel ဖြစ်ပါတယ်အဲ့တော့ဒီမှာကျမတို့ long sound လည်းမဟုတ်ဘူးဒါပေမဲ့ကျမတို့အထူးသဖြင့်ကျမတို့ရှောင်ကျင်ရမယ့် short vowel sound မဟုတ်တဲ့အတွက်ကြောင့်မို့လို့သတိထားရမယ့် short vowel sound မဟုတ်တဲ့အတွက်ကြောင့်မို့လို့ဒီနေရာမှာဖြစ်ရမှာဘာဖြစ်မလဲခလေးနဲ့ဒီလိုလေးကျမတို့သွားပါတယ်နောက်ခါ task ဒီလားဒီမှာဆိုအတန်နဲ့မို့လို့အနောက်မှာဆိုရင် ck လား k လားခလေးကိုဒီလိုမျိုးမေးပါတယ်bank ဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေရာကဘာဖြစ်မလဲ k လား ck လားပြီနော်အဲ့တော့ဒီမှာပြီးရင်ကျမတို့ကဒီလိုမျိုးလေးလိုက်ပြီးတော့ခလေးကိုကွက်လက်လေးဖြည့်ပေးလို့ရပါတယ်ဒါကကျမတို့ k လား ck လားခလေးကိုတွဲတဲ့ပုံစံမျိုးပါတင်တဲ့ပုံစံမျိုးပါဒီမှာဆိုရင် kn အတွဲလေးမှာဆိုရင်ကျမတို့က k နဲ့ n နဲ့မှာခဏအဲ့လိုမထွက်ဘဲနဲ့ k က silent ဖြစ်ပါတယ်ဒါကသူ့ရဲ့ phonic rule ထဲမှာရှိပါတယ်အဲ့တော့အင်္ဂလိပ်စာမှာသူကဒီ rule အတိုင်းပဲသွားပါတယ်အဲ့တော့ n ရဲ့အတန်ဆိုတဲ့အတန်ပဲသွားမယ်ဒီ rule ကိုသင်ထားပြီးခလေးကိုသွားလို့ရတယ် orc knock
sick ilk milk egg leak arc dark ဆိုတော့ဒီမှာကျမတို့ဒီမှာဆိုလို့ရှိရင် CK လား K လားဘာအတန်ဖြစ်မလဲဆိုတာကိုတစ်ချက်လောက်ဖြည့်ခဲ့ပေးကြည့်ပါရှင်အဲ့တော့ဒီမှာ short sound တွေပါနေပါတယ်ဒီမှာလည်း consonant sound တွေပါနေပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကျမတို့ကဒီမှာဘာအတန်လေးများဖြစ်မလဲเนาะကျမတို့ဆိုတဲ့အတန်မှာဘယ်အတွဲလေးများဖြစ်မလဲဆိုတာကိုတစ်ချက်လောက်ဖြည့်ခဲ့ကြည့်ပေးပါရှင်ကျေးဇူးပါဒီနေ့ကတော့ဒီလောက်ပါပဲရှင်